ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရန်ကုန်နောက်ပိုင်းခရိုင်ဗဟန်း Community Center ခမ်းမ၌သွေးလွန်တုပ်ကွေးယောဂကြောင့်အသိပညာပေးတော်ရှိုးကိုစာရေးဆရာမပေါပေါနှင့်အငယ်တန်းစီဒေါ်ဝင်းတန်နာတို့မှတင်ဆက်ကြရာစာရေးဆရာမကသွေးလွန်တုပ်ကွေးဖြစ်ရတဲ့အကြောင်းရင်းကိုယခုလိုဆွေးနွေးခဲ့ပါတယ်ရှင်Dengue virus ပိုးတည်ဆောင်လာတဲ့ AIDS ချင်ကြားကြိုက်ခံရခြင်းကြောင့်သွေးလွန်တုပ်ကွေးဖြစ်ပါတယ်။အဲ့တော့သွေးလွန်တုပ်ကွေးယောဂဆိုကျမတို့မြန်မာနိုင်ငံမှာအဖြစ်များတဲ့အနေအထားမှာလည်းရှိရပေါ့နော်။ဘယ်ချိန်မှာဖြစ်များလဲဆိုမိုးရင်းမှာပို့ပြီးတော့မှအဖြစ်များတယ်။အေးရရာသီလူဆိုပို့ပြီးတော့မှဖြစ်တတ်တယ်ပေါ့နော်။တစ်နှစ်ပတ်လုံးလည်းဖြစ်တတ်တယ်လို့မိုးရင်းမှာတော့ပို့ပြီးတော့မှဖြစ်တယ်။ဘာကြောင့်ဖြစ်ရလဲဆိုအကြောင်းရင်းနှစ်ရက်ကတော့ရှိပါတယ်။မိုးရာသီရောက်ပဲဆိုချင်ကြားတွေကသူကပောက်ပွားတဲ့ရာသီကတစ်ချက်နောက်တစ်ချက်ကတော့ခြုံနဲ့ပိတ်ပေါင်းတွေထူတဲ့ရာသီဖြစ်တဲ့ခါမှာအဲ့ဒါကြောင့်မလို့ကျမတို့သွေးလွန်တုပ်ကွေးတွေဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီလိုမျိုးဘာကြောင့်ဖြစ်ရလဲဆိုအဓိကတော့သူတို့ကရေကြီးရေတန့်ကိုကြိုက်တယ်မိုးတွေရွာပြီးတဲ့ခါမှာရေကြီးရေတန့်နေရအဲ့ဒီမှာဆိုကျမတို့ကရေအိုင်တွေအိုးချမ်းပဲ့တွေဘက်ထရီအိုးအဟောင်းတွေထဲမှာမိုးရေတွေကတင်ကြံခဲ့တယ်အဲ့ဒီမှာလည်းပိုးလောက်လန်းတွေပေါ်ပေါက်လာပြီးတော့မှပိုးလောက်လန်းတစ်စိမ်းခုနကလိုချင်းပုံးတွေချင်းညားတွေဖြစ်လာတာပေါ့နော်အနေထားရှိတယ်အဲ့တော့ကျမတို့ကအထူးသတိပြုပြောချင်တာတော့သွန်းလွန်တုပ်ကွေးဆိုတဲ့သဘောတရားအဲ့ဒီချင်းညားကသူရှိတဲ့နေရာနဲ့ဂိုက်တရားအထိပြန်တန်းတဲ့ခါမှာပတ်ဝန်းကျင်မှာရှိတဲ့သူလာရတက်လျှောက်မှာလူတွေကိုတယောက်ပြီးတယောက်ကြိုက်ခိုင်းတယ်အဲ့ဒီကနေကျမတို့ကအစုလိုက်အပြုံလိုက်သွန်းလွန်တုပ်ကွေးဆိုတာဖြစ်ပွားတယ်ပေါ့နော်ဆရာမအရင်တော့သွေးလွန်တုပ်ကွေးဖြစ်လို့ရှိရင်အသက်15နှစ်အောင်လို့သတ်မှတ်ထားတော့လည်းပဲယခုကတော့ကျမတို့ကအသက်15နှစ်အထက်တက်ကြီးရိုတွေလည်းဖြစ်တတ်ပါတယ်အထူးသတိရှိကြဖို့လိုပါတယ်လို့သတိပေးချင်ပါတယ်နော်ဆရာမဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့သွေးလွန်တုပ်ကွေးယောဂဖြစ်ရင်ရောဘယ်လိုလက္ခဏာတွေပြတတ်ပါသလဲရှင်ဟုတ်ကဲ့ပါအဲ့တော့ကျမတို့လက္ခဏာကိုအဓိကအပြင်အချက်၄ချက်အဆင့်၄ဆင့်ကျမတို့သတ်မှတ်ထားပါတယ်နံပါတ်1ကတော့ပထမအဆင့်မှာဆိုဖျားနာမယ်အရေပြားပေါ်မှာအနီဆက်ပြောက်ပေါ်ပြီအဲ့ဒီမှာသတိထားဖို့လိုတယ်ပေါ့နော်ဆရာမဖျားတယ်ဆိုတော့ဒီဟာဒီကတုပ်ကွေးလားဖလူယောဂါလားယိုဒနန်အေးမီလားဖျားတာဖြစ်တတ်တော်လဲပဲအေးပြားပေါ်မှာအနီအဆက်ပြောက်ဆိုတေချာပြီးဒါသွေးလွန်တုပ်ကွေးဖြစ်ပါတယ်အဲ့ဒါဆိုသူက temperature တွေမြင့်မယ်အဖျားတွေတအားများမယ်အဖျားတာရှည်တတ်တဲ့ခါမှာကျမတို့အနေနဲ့ဒါကလေးတွေဆိုရေဘက်တိုက်ပေးတာတို့ဒဇိုင်းရေတိုက်တာတို့နော်အဲ့ဒီချိန်မှာကျမတို့ထမင်းမကျွေးနဲ့တော့ထမင်းစားရင်ပို့ပြီးအဖျားကြီးတော့ကျမစွပ်ပြုတ်လေးတွေကျမတို့ပြောင်းတိုက်ပေးဖို့လိုတယ်ဒါပထမအဆင့်ပေါ့နော်ဆရာမဒုတိယအဆင့်ရောက်လာပြီဆိုပို့ပြီးတော့ပြင်းထန်လာပြီနှာခေါင်းသွေးတွေရှမ်းမယ်ကော်ဖီရောင်တွေအမ်းမယ်ဝမ်းထဲမှာသွေးပါတယ်ဝမ်းထဲမှာသွေးအနီရောင်တွေမဟုတ်တော့လဲပဲဝမ်းအမဲသွားခြင်းဟာဒါသွေးဝမ်းသွားခြင်းဆိုတော့ကျမတို့သတ်မှတ်လို့ရတဲ့ခါမှာအဲ့ဒီချိန်မှာဆိုမဖြစ်မနေစေုံစေကံကိုအရောက်ပို့ပေးဖို့တော့လိုပါတယ်တတိယအဆင့်ရောက်ပြီဆိုတော့စေုံမှာဒီကလေးကလူကပေါ့နော်သွေးခုန်လုံးတွေမြန်လာမယ်သွေးပေါင်တွေလုံးဝကျတာဖြစ်တယ်လို့ကနာမချိန်တာတွေဖြစ်တဲ့ခါမှာဆရာဝန်တွေကသူ့အသက်ကယ်ပြီးကုပေးမှဖြစ်တယ်ပေါ့နော်စတုတ္ထအဆင့်ကတော့လုံးဝကိုအန္တရာယ်များပါတယ်မြေမျောသွားမယ်ရှော့ဖြစ်မယ်အုံနောက်ရောက်မယ်အသက်အန္တရာယ်တောင်စိုးရင်ရတယ်ကျမတို့ကျမအနေနဲ့အသိပေးချင်တာတော့သွေးလွန်တုပ်ကွေးယောဂဖြစ်ပြီးဆိုခုနကလို့ဒုတိယအဆင့်ရောက်ခရဲရကျမတို့ကမဖြစ်မနေစေုံစေကံကိုအပြေးလွှားသွားပြီးတော့မှလက်ဦးမှုကိုရယူဖို့လိုပါတယ်လို့သတိပေးချင်တယ်တခုကတော့ဒါကျမရေးဆောင်မှုရှိတယ်ပေါ့နော်ဒါကလေးတွေမှာဖြစ်တတ်တယ်တခုရှိတာကလေးတွေကဆိုဘယ်လိုလဲဆိုတော့ဖျားပြီးလို့ရှိရင်တို့ကငြိမ်သွားမယ်လူကြီးဆိုလုံးဝပြောက်သူတို့မပြောက်ဘဲနဲ့သူတို့ကဘလို့အစအနေပြန်ဖြစ်မယ်အဖျားတွေကြမယ်မလန်းမှုမှိတ်နေမယ်ခြေတွေလက်တွေအေးဆက်နေမယ်အဲ့ဒါမျိုးဆိုတာကျမတို့ကသွေးလန့်တဲ့လက္ခဏာလို့ခေါ်ပါတယ်ကျမရေးဆောင်မှုလည်းရှိပါတယ်အဖျားကြခြင်းစဉ်မလန်းလျင်အစင်သတိချက်ဆိုတဲ့ဆောင်မှုအတိုင်းကိုယ့်ရဲ့ကလေးရင်သွေးငယ်ပေါ့နော်သွေးလွန်တုပ်ကွေးယောဂဖြစ်ပြီးလို့ပျောက်သွားပြီဆိုရင်တော့သတိမပေါ်ပါနဲ့ဆက်လက်ပြီးတော့မှဆောက်ရှောက်ပေးဖို့လိုပါတယ်လို့အသိပေးချင်တယ်နော်ဆရာမယခုတော်ရှိုးအပြည့်စုံကိုရန်ကုန်နောက်ပိုင်းခရိုင်ပြည်သူ့စာကြည့်တိုင်း page နဲ့ဗဟန်း community center page တို့တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်ဒီသတင်းကိုရန်ကုန်နောက်ပိုင်းခရိုင်ဗဟန်းရုံးမှပေးပို့တာဖြစ်ပါတယ်ရှင်